2011ခုနှစ်မှာတော့အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့နှစ်ဖက်စလုံးတည်ဆုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါအပြင်ထမုံနဲ့တာဂရီဖះเจ้าနေလိုမျိုးအခြားနေဆက်ဖះเจ้าအနီးမှာလည်းအငြင်းပွားမှုတွေပေါ်ပေါက်ခဲ့ပါသေးတယ်။2012ခုနှစ်ရဲ့တိုက်ပွဲပြီးမှာတော့ကမ္ဘောဒီးယားက1960နှစ်ဆုံးဖြတ်ချက်ရဲ့အတိတ်ပဲဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးတော့ ICJ ကိုထပ်မံလျှောက်ထားခဲ့ပါတယ်။2013ခုနှစ်မှာတော့ ICJ က1960နှစ်ဆုံးဖြတ်ချက်ကဖះเจ้าတီရှိရာတောင်ကုန်းထိပ်တစ်ခုလုံးမှာကမ္ဘောဒီးယားပိုင်နေဆိုလိုကြောင်းအတည်ပြုဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်အရဖះเจ้าကိုတက်ရောက်ရလမ်းနဲ့ပတ်ဝန်းကျင်မှာရှိတဲ့တောင်ကုန်းအစိပ်ပိုင်းတွေကိုပါကမ္ဘောဒီးယားကိုလွှဲပြောင်းပေးဖို့ထိုင်းနိုင်ငံကိုတိုက်တွန်းခဲ့ပါတယ်။ ICJ ကနှစ်ဖက်စလုံးကနေစစ်ဖက်ရေးဖက်သို့မဟုတ်အခြားလုံခြုံရေးတပ်ဖွဲ့အားလုံးကိုရှင်းလင်းဖို့အမိန့်ပေးခဲ့ပါတယ်။ ICJ ရဲ့2013ဆုံးဖြတ်ချက်ကတော့အငြင်းပွားမှုရဲ့အဓိကဖို့ချက်ကိုဥပဒေအရာဖြည့်ရှင်းခဲ့ပြီးပြီမဲ့လည်းမြေပြင်မှာအခြေအနေကတော့အပြည့်အဝငြိမ်ချမ်းမှုရရှိဖို့စိန်ခေါ်မှုများစွာရှိနေစေပဲဖြစ်ပါတယ်။နိုင်ငံလုံးကနယ်နိမိတ်ကိုအတိအကျသတ်မှတ်ပြီးရင်ပူးတွဲနယ်နိမိတ်ကော်မရှင် JBC ကိုဖွဲ့စည်းထားပေမဲ့လည်း4.6 စတုရန်ကီလိုမီတာရှိတဲ့အငြင်းပွားနေပြီအထူးသဖြင့်စစ်သားတွေရုတ်သိမ်းပြီးတဲ့နောက်မှာဂျားနေဆောင်အဖြစ်ထားရှိဖို့ရည်ရွယ်တဲ့ area ရဲ့အတိအကျနိမိတ်သတ်မှတ်ခြင်းလုပ်ငန်းကတော့ရှည်လျားပြီးနေကွေးနေစေဖြစ်ပါတယ်။